ဒီတဝမ်းအေးချမ်းကြပါစေခွေမလေးစံနိုင်မရှင်သာပဲမိလာဖြာရတော့ချက်သေးတကူနဲ့ရတနာရွှေငွေ၆တန်ပေါ်ပြကြပါစေလေယာကိုင်းကျွန်းဆယ်ရမကောက်ပေးပြီးနာတိုးဝါလို့လေအဖိုးဘွားတို့မြေမြေကြီးမှာရွှေတွေတီးလို့အလူကြီးတွေပေးနိုင်ကြပါစေရှင်သာပဲမင်္ဂလာဖြာရတော့ချက်သေးတကူနဲ့ရတနာရွှေငွေ၆တန်ပေါ်ပြကြပါစေလေယာကိုင်းကျွန်းစံရည်တော်ကောက်ပေးပြီးနာတိုးဝါလို့လေအဖိုးဘွားတို့မြေမြေကြီးမှာရွှေတွေတီးလို့အလူကြီးတွေပေးနိုင်ကြပါစေရှာညာနာလုံသားများနဲ့ဝေရာကုန်နဲ့ခုနှစ်ရက်သားသမီးတွေစီဝါဥစ္စာပြည်သူများတွေအလူကြီးဖိလို့အောင်ပါသေးလုပ်ငန်းများလည်းအစီအပြေတွေပြီးလို့ချမ်းမြေတာယာသေးရွှေမိုးများလည်းကြွားပါသေးဘေးပြာခတ်သေးကင်းငိမ်ပါသေးစိတ်တထားကြွဒိတ်ထားဓမ္မဝိသမလို့မြန်ပြေတဝမ်းအေးချမ်းကြပါစေရတနာမြတ်သုံးပါးကြောင့်ကဆိုးများလဲကြော်ပါသည်ရမစိုးလေးပါလဲချင်းပွားကြပါသည်ရတနာမြတ်သုံးပါးကြောင့်ကဆိုးများလဲကြော်ပါသည်ရမစိုးလေးပါလဲချင်းပွားကြပါသည်အောင်အောင်ပါသည်အောင်အောင်ပါသည်မေတ္တာဤလောင်းငြိမ်းချမ်းကြပါစေခွေမလေးစံနိုင်ရှင်သာပဲမင်္ဂလာဖြာရတော့ချက်သေးတကူနဲ့ရတနာရွှေငွေ၆တန်ပေါ်ပြကြပါစေလေယာကိုင်းကျွန်းစံရည်သမားကောက်ပေးပြီးနာတိုးဝါလို့လေအဖိုးဘွားတို့မြေမြေကြီးမှာရွှေတွေတီးလို့အလူကြီးတွေပေးနိုင်ကြပါစေရှာညာနာလုံသားများနဲ့ဝေရာကုန်နဲ့ခုနှစ်ရက်သားသမီးတွေစီဝါဥစ္စာပြည်သူများတွေအလူကြီးဖိလို့အောင်ပါသေးလုပ်ငန်းများလည်းအစဉ်ပြေတွေပြီးလို့ချမ်းမြေတာယာသေးရွှေမိုးများလည်းကြွားပါသည်ဘေးပြာခတ်သေးကင်းငိမ်ပါသေးစိတ်တထားကြွဒိတ်ထားဓမ္မဝိသမလို့မြန်ပြေတဝမ်းအေးချမ်းကြပါစေရတနာမြတ်သုံးပါးကြောင့်ကဆိုးများလဲကြော်ပါသည်ရမစိုးလေးပါလဲကျင်ပွားကြပါသည်ရတနာမြတ်သုံးပါးကြောင့်ကဆိုးများလဲကြော်ပါသည်ရမစိုးလေးပါလဲကျင်ပွားကြပါသည်အောင်အောင်ပါသည်အောင်အောင်ပါသည်